ဒီကျုံးပေါ်ကမြေကြီးကိုလူကြီးမင်းရဲ့လက်နဲ့တဆုပ်လောက်ကောက်လိုက်ရင်ပါလာတဲ့မြေကြီးရဲ့90ရာခိုင်နှုန်းဟာလူအယိုးပြတွေပဲဖြစ်နေမှာပါဒီကျုံးဟာလူတွေသွားလာခွင့်ကိုပိတ်ပင်ခံထားရတဲ့ကျိန်စာသင့်ကျုံးတစ်ခုဖြစ်ပါတယ်ဒီကျုံးပေါ်မှာလူပေါင်း3သိန်းကျော်အရှင်လက်လက်မိရှို့သက်ခံခဲ့ရသလိုစိတ်မနှံ့တဲ့ဆရာဝန်တယောက်ရဲ့လူမဆန်တဲ့စံသက်မှုတွေကြောင့်ဝိညာဉ်ပေါင်းများစွာပိတ်မိနေတဲ့ငရဲခန်းတစ်ခုလည်းဖြစ်ပါတယ်ဒီကျုံးပေါ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသလိုစိတ်ဝင်စားဖွယ်လည်းကောင်းလွန်လှပါတယ်ဒီနေ့မှာတော့သင်မင်းတမန်ကျုံးဆိုပြီးနာမည်ကြီးတဲ့ကျိန်စာသင့်ကျုံးကြီးအကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ခစ်ဆက်ဆက်ကဖြစ်ရမှန်များစွာလူသားတွေအကျိုးပြုဖို့ရာသမိုင်းဘ ഹു တုတဆုံးလင်းစွာနေမျိုး blog မှာလာရောက်ကြည့်ရှုပါနေမျိုး blog14ရာစုမှာဥရောပကိုဘလက်တဲလို့ခေါ်တဲ့ပလိယောဂဆိုကြီးကြားရောက်ခဲ့ပါတယ်အဲ့ဒီအချိန်ကဗန်နေမျိုးကယောဂသည်တွေကိုပေါ်ဘယ်ဂလီယာလို့ခေါ်တဲ့ဒီကျွန်းပေါ်ကိုအတင်းတမပို့ဆောင်ခဲ့ကြပါတယ်ယောဂလက္ခဏာအနည်းငယ်ပြတာနဲ့မိသားစုဝင်တွေစီကနေဆွဲထုတ်ပြီးစေကူတမှုမရှိပဲဒီကျွန်းပေါ်မှာလာရောက်ပြေးထားခဲ့ကြတာပါအလောက်တွေကများလွန်းလို့မြင်မြုပ်ဖို့နေရာမရှိတော့တဲ့အခါကျင်းကြီးတွေကိုတူးပြီးမိရှို့ခဲ့ကြပါတယ်အဲ့ဒီအထက်မှာအသက်ငိန်နေတဲ့သူတွေကိုပါအလောက်ပုံထဲကိုထည့်ပြီးအရှင်လက်လက်မိရှို့ခဲ့ကြတဲ့သမိုင်းမှတ်တမ်းတွေလည်းရှိပါတယ်အဲ့ဒီကထွက်လာတဲ့အယိုးပြတွေဟာဒီကနေ့အချိန်ထိကျွန်းရဲ့မြေစီလွှာထဲမှာရှိနေဆဲပါအဲ့ဒီနှစ်တွေတုန်းကဒီကျွန်းပေါ်မှာယောဂသည်တွေရဲ့ငိုကြီးတန်တွေနဲ့အတူနေ့စဉ်ရက်ဆက်ကြိုနေရတဲ့အလောက်ကောင်တွေနဲ့တကယ်မျက်မြင်ငရေခမ်းကြီးလိုဖြစ်နေခဲ့တာပါအဲ့ဒီအဖြစ်ပြက်တွေပြီးဆုံးသွားတဲ့အခါကျွန်းပေါ်ကိုမတရားအပုတ်ခံရပြီးအရှင်လက်လက်ကြိုခံခဲ့ရသူတို့ရဲ့မကြွက်လက်တဲ့ဝိညာဉ်တွေကအမုံအညိုးတွေနဲ့အတူကျွန်းကြီးပေါ်မှာရှိနေကြတယ်လို့ဆိုကြပါတယ်အဲ့ဒီကျွန်းကြီးနဲ့ဝိညာဉ်တွေရဲ့အညိုးတွေကဒီအတိုင်းပဲပြီးဆုံးမသွားခဲ့ပါဘူး1922ခုနှစ်မှာဒီကျွန်းပေါ်မှာစိတ်တစဆေးရုံကြီးတစ်ခုကိုတိဆောက်ခဲ့ပါတယ်လူနာတွေဟာညဖက်မှာပလိယောဂနဲ့သေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေကသူတို့ကိုလာပြီးတော့ထိတွေ့နေတယ်အော်ဟစ်နေတယ်လို့တိုက်တန်ကြပါတယ်ဒါပေမဲ့ဆရာဝန်တွေကဒါဟာယောဂကြောင့်ဖြစ်တဲ့စိတ်ကူးရင်မှုလို့ပဲသတ်မှတ်ခဲ့ကြပါတယ်နောက်ပြီးအဲ့ဒီဆေးရုံကဆရာဝန်တယောက်ဟာတရားမဝင်ဥနောက်ခွဲစိတ်မှုတွေကိုတူတွေဆောက်တွေနဲ့လူနာတွေအပေါ်မှာစမ်းသပ်ခဲ့ပါတယ်နောက်ပြီးအဲ့ဒီဆရာဝန်ဟာလူနာတွေကိုနှိပ်စက်ပြီးမှတက်ပြည့်လေရှိပါတယ်ဒါဟာပလိယောဂကြောင့်သေဆုံးခဲ့ရတဲ့ဝိညာဉ်တွေကအဲ့ဒီဆရာဝန်စီမှာပုကက်ပြီးလူတွေကိုဒုက္ခပေးတာလို့ယုံကြည်ကြပါတယ်နောက်ဆုံးမှာတော့အဲ့ဒီဆရာဝန်လည်းစိတ်တွေခြောက်ခြားကအယူတယောက်လိုဖြစ်လာခဲ့ပြီးခေါလောက်စဉ်ပေါ်ကနေခုန်ချပြီးတော့သေဆုံးသွားခဲ့ပါတယ်သူပြုတ်ကျလာတဲ့အချိန်မှာမြေကြီးထက်ကမြူခိုးတွေထွက်လာပြီးသူ့လေပင်ကိုညှစ်သက်သွားတယ်လို့မျက်မြင်သက်တဲ့အဆောင်တွေကပြောဆိုခဲ့ကြပါတယ်အဲ့ဒီအချိန်ကနေစပြီးကျွန်းပေါ်မှာခြောက်လန့်မှုတွေနဲ့သေဆုံးမှုတွေကနေ့စဉ်ရက်ဆက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆေးရုံကြီးကိုလည်းပိတ်လိုက်ရပြီးအစိုးရကလည်းဒီကျွန်းကိုသွားလာခွင့်လုံးဝပိတ်ထားလိုက်ရပါတယ်အဲ့ဒီအချိန်ကနေစပြီးဒီကျွန်းကိုကျိန်စာသင့်နေတဲ့သင်မင်းတမန်ကျွန်းအဖြစ်သတ်မှတ်လိုက်ကြပါတယ်အဲ့ဒီကျွန်းအနားမှာငါးဖမ်းတဲ့တန်ငါသေးတွေလည်းပိုက်ကွန်ထဲမှာလူအယိုးတွေပါလာတဲ့လို့ကျွန်းအနားကိုမကက်ရဲဘူးလို့ဆိုကြပါတယ်နောက်ထပ်ကဘာကျော်ဝိညာဉ်ရှာဖွေသူတွေကလည်းကျွန်းထဲကိုခိုးဝင်ပြီးတော့စံသက်မှုတွေပြုလုပ်တဲ့အခါသူတို့ရဲ့စက်ကရိယာတွေအကုန်လုံးကတပြိုင်နက်တည်းမှပြတ်သွားပြီးတော့ထူဆန်းတဲ့အော်ဟစ်တန်တွေနဲ့အတူအဝေးကနေစိုက်ကြည့်နေတဲ့ပုံရိပ်တွေကိုတွေ့မြင်ခဲ့ရတယ်လို့ဆိုကြပါတယ်ကျိန်စာသင့်နေတဲ့ဒီသင်မင်းတမန်ကျွန်းဟာသမိုင်းထဲကကြောက်မက်ဖွယ်အကောင်းဆုံးကျွန်းတစ်ကျွန်းဖြစ်တယ်မကလူသားတွေရဲ့ကြောက်ရွံ့မှုနဲ့ရက်ဆက်မှုတွေပေါက်ဆက်သွားတဲ့အခါဆိုးရွားတဲ့ရလက်ကိုဖြစ်ပေါ်စေတဲ့ပြရုပ်သင်္ကေတတစ်ခုအဖြစ်တက်သေးထူလျက်ရှိနေပါကြောင်းတင်ဆက်ရင်ညီကုံချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ